ကျုပ်တို့ရဲ့ဟောဒီအိမ်နဲ့ရတနာပစ္စည်းတွေတခြားလူတွေရဲ့လက်ထဲကိုပါမသွားအောင်လို့အခုရောက်နေတဲ့မိသားစုကိုလည်းကျုပ်တို့တွေက6လမ်းပဲအဲ့တော့6ကြညီမကြိုက်ဆုံးဇဝင်ကဆိုလို့ရှိရင်ဘယ်လိုပြောမလဲအဲ့မြင့်မြတ်ပေါ့မြင့်မြတ်အဲ့လိုမျိုးဇဝင်ကနေကြိုက်တယ်ကြောက်တယ်ပျော်တယ်နောက်တကယ်ချင်းတွေမြင့်မြတ်လို့လည်းကိန်းကြီးလို့လည်းအများကြီးပါတယ်လေဦးမြင့်တက်တာပေါ်တက်တဲ့အခန်းတွေပေါ့ကားရခန်းကိုမြင့်မြတ်အခန်းတွေပဲအများဆုံးအဖြစ်ကြိုက်ပါတယ်ကိုမြင့်မြတ်ဟိုပါလို့လာအားပေးရလေအဓိကကိုမြင့်မြတ်ရဲ့ fan ပေါ့ဇကားကြည့်ပြီးသွားတဲ့ခါကျတော့မတူဟာတာကဟိုတရေကားလည်းဟုတ်တယ်ဟာတာကလည်းဟုတ်တယ်ဒါပေမဲ့တရေကားဆိုပေမဲ့ကြည့်နေတာပုံစံမျိုးနဲ့မတူပို့ပြီးတော့ fan ဖြစ်တယ်ကြည့်ရလဲရည်ရတယ်ကြည့်ရတဲ့တရုပ်ဆောင်တွေကလည်းဝိုင်းတရုပ်ဆောင်တွေဖြစ်တယ်တကယ်ကိုကြည့်ဖို့တန်တဲ့ကကိုနှလုံးသားထဲမှာမင်းငါနေလို့မျက်နှာဝေးမဆန်တော့ချစ်စစ်တူအားရဒီနားမှာတစ်ခုရှိနေမတူညီတဲ့ဘဝ ငါတရေလေငါဘာဖြစ်နေရလဲမြင့်မြတ်တရေ6နဲ့ခန်းလေးပိုကြိုက်တယ်နောက်ရင်ခုန်တဲ့အခန်းအားရင်ခုန်တာပိုကြိုက်တယ်ထားလိုက်တတိဥခင်လိုက်ပါတတိဥခင်လိုက်ပြီးတော့ဟိုဒီຫນွေးဆန်လေးနဲ့အကိုမြင့်မြတ်နဲ့ပေါ့နော်အဆွေဖြစ်တဲ့အခန်းလေးအဲ့အခန်းလေးဆိုရင်တော့ကြည့်နေနေအရင်ရှက်ဖို့ကောင်းကိုရဲရှက်ပြောမိပါဟုတ်စကားကိုလာကြည့်ကြပါရမ်းကောင်းပါတယ်လို့ကိုရိုင်းနာအဲ့လိုမျိုးပြုံးပြီးအဲ့လိုမျိုးကြည့်ရတော့အရမ်းမိုက်တယ်ဟိုကိုမြင့်မြတ်လေးကိုမျက်နှာလေးကိုကြည့်နေတဲ့အခန်းလေးပေါ့နှင်းစီပန်းလေးတွေချတဲ့အခန်းလေးတွေပေါ့ကိုရိုင်းမဲ့ရိုရာကြိုက်မလားမသိဘူးအဲ့လိုမျိုးလေဟိုမြင့်မြတ်နဲ့ရမုံလေးနဲ့အဲ့လိုရိုရဲ့အခန်းလေးဆိုအရန်ချက်ဖို့ကောင်းတယ်အရန်ချက်ဖို့ကောင်းတယ်အဲ့အိမ်ကရှက်တာရောက်ကြအဲ့လိုမရပါဘူးကြည်ရတဲ့အခန်းလေးလည်းကောင်းပါတယ်ဟောပင်လင်လောက်တဲ့အကူလည်းတော်တော်ကောင်းတယ်ဟုတ်သူပါပြီးနောက်ပိုင်းနဲ့တော်တော်ကြိုက်ပါတယ်ကြည့်ပါလို့အရန်ကောင်းတယ်လို့ငကိုတရေကားရင်လည်းမတူဘူးလေဒီကားလေးကဟိုပေါ့နော်ဟိုအကုန်လုံး perfect ဖြစ်တယ်ပေါ့ပထမပိုင်းမှာအရန် happy ဖြစ်ပြီးတော့နောက်ဆုံးပိုင်းလေးမှာတော့နည်းနည်းလေးဝမ်းနည်းစရာလေးဖြစ်သွားတယ်အဲ့လိုလေးဖြစ်သွားတယ်ဒါပေမဲ့အဆုံးသတ်မှာတော့တော်တော်လေးပျော်ကောင်းပါတယ်ဟာreview ပြရမယ်ဆိုတော့ရတာဆောင်တာရောဟာတာရောအလွန်ရောကြောက်ရတာရောဆိုတော့လေဟိုစိတ်ပစ္စည်းတွေပြပါအရန်များနေဒီကားလေးကြည့်လိုက်ရင်တော့ဒါတကယ်တော့မောလေးပြပြောက်သွားမှာပါဟာဒီကားတကယ်ကိုကြည့်ဖို့တန်တဲ့ကားဖြစ်တဲ့အတွက်တစ်ခါတော့လာပြီးတော့ကြည့်ပါလို့အရန်ကောင်းပါတယ်အရန်ပျော်ရွှင်လေးနဲ့ happy mood လေးရဖြစ်တဲ့အတွက်အကုန်လုံးလာကြည့်ဖို့တိုက်တွန်းပါတယ်ဟာဒီဇက်ကားကိုဇွန်လ23ရက်နေ့မှာပြသပါမယ်လို့လာပြီးတော့ကြည့်ပါကြောက်ရတယ်ချစ်ရတယ်ဂရမာတွေလည်းပါတာပေါ့နော်အရန်ကောင်းပါတယ်လို့လာကြည့်ကြပါလို့ဖိတ်ခေါ်ပါတယ်